အနီကောင်တွေအုပ်လိုက်ကြီးငါတို့နောက်ကိုလိုက်နေကြပြီသူတို့တွေရွာထဲမရောက်ခင်ငါအရင်ပြေးနေမှဖြစ်မယ်ပြီးရင်တော့အဲ့ဒီအနီကောင်တွေကိုအကုန်လုံးလိုက်တိုက်ပြီးအပြည့်ရှင်းပြေးရမယ်နေဦးဟိုအနီကောင်ကရန်ပုံတွေကိုတွန်းလာနေတာလားသူငါတို့ရွာကိုဖျက်ဆီးဖြစ်တာမခံနိုင်ဘူးသူအရင်တေခံရမယ်ငါတို့မျိုးနွယ်စုရဲ့နောက်ဆုံးခံတက်ကိုတော့အဖျက်ဆီးမခံနိုင်ဘူးလေကဲဒီနားမှာနောက်ထပ်လေးညဆက်တစ်ခုထပ်ဆောက်လိုက်ရအောင်ဒီလိုလေးညဆက်နှစ်ခုရှိမှသာအဲ့ဒီရန်ပုံသမားကိုအနိုင်တိုက်နိုင်မှာဟာဘာဖြစ်သွားတာလဲအဲ့ဒီရန်ပုံကပောက်ကွဲပြီးအနီကောင်တွေကိုပါအုပ်လိုက်ကြီးအစအနဖြောက်ပေးသွားတာပဲသူတို့တွေတောင်ပေါ်ကိုပြန်မဆုတ်ခင်မှာဒီနားမှာများဖြစ်စဉ်တစ်ခုထပ်ဆောက်ဖို့လိုတယ်ဒါဆိုရင်ငါတို့တယောက်တည်းတိုက်နေစရာမလိုတော့ဘူးပေါ့ဟောအနီကောင်လူကောင်ကြီးတယောက်ရန်ပုံတွေထပ်တွန်းလာပြန်ပြီဒါပေမဲ့ငါတို့သူ့ကိုအနိုင်တိုက်လိုက်နိုင်တယ်ငါတို့နောက်လိုက်လာတဲ့အနီကောင်အများစုကိုလည်းအပြည့်ရှင်းနိုင်ခဲ့ပြီငါတို့စီမှာတစ်ပင်ခုတ်တဲ့ဆက်ရှိပေမဲ့အခက်အခဲကဆက်ကတေးလွန်နေတာပဲအဆင်မြင့်ဖို့လိုမယ်ဒါဆိုရင်တော့လိုချင်တဲ့တစ်လုံးတွေကိုအားရပါရခုတ်လို့ရပြီပေါ့ရလာတဲ့တစ်လုံးတချို့ကိုတဲပြီးရွာဘေးပတ်လဲမှာချန်စီယိုအသေးလေးတစ်ခုလောက်ခတ်လိုက်ရအောင်ဒါမှသာဟိုဝက်ဝင်တွေရန်ကနေပုံလို့ရမှာပြီးတော့ဟိုပြန်တန်းနေတဲ့ဝက်ဝင်တွေကိုလည်းတစ်ခုခုလုံးမှဖြစ်မယ်ဒါကြောင့်ဒီနားမှာများဖြစ်စဉ်အသေးလေးတစ်ခုထပ်ဆောက်လိုက်မယ်ဒါဆိုရင်တော့အဲ့ဒီဝက်ဝင်တွေကိုပြစ်ချပြီးသူတို့စီကရတဲ့ရွှေတင်ကားတွေကိုတိမ့်လို့ရပြီအပြင်ကတစ်ပင်တွေစီကနေတစ်လုံးတချို့လည်းရလာပြီဆိုတော့စစ်တမ်းလျားတစ်ခုထပ်ဆောက်ကြရအောင်အခုဆိုရင်ငါတို့ကိုကူညီပေးမဲ့ဘိုက်ကင်းစစ်တီတွေကိုလေ့ကျင့်ပေးလို့ရပြီသူတို့အလုပ်လုပ်နေတော့ငါတို့ကဟိုဘက်ချမ်းမှာချန်စီယိုထက်ခတ်ဖို့အတွက်ဒီဘက်ကနေတစ်လုံးတွေထပ်ဆူထားလိုက်မယ်